ဒီနေ့23ရက်6လပိုင်း2025ကျွန်တော်ပြောနေကြအတိုင်းပဲကျွန်တော်ကသတင်းသမားမဟုတ်ဘူးကျွန်တော်လည်းခင်ဗျားတို့လိုပဲလေ့လာတဲ့သူဖြစ်တယ်နိုင်ငံရေးအကြောင်းကိုလေ့လာတဲ့သူဖြစ်တယ်ဆိုတဲ့အတွက်ကျွန်တော်သတင်းတွေကိုအချိန်မီသိချင်မှသိမယ်အားလည်းချက်ရှိချင်မှရှိမယ်အဲ့အတွက်လည်းနားလည်ပေးပါပြီးခဲ့တဲ့မနေ့တုန်းက2025 6လပိုင်း22ရက်နေ့မှာအမေရိကန်ကသူ့ရဲ့ဘီဒူးလေယာဉ်6ဆင်းကိုအသုံးပြုပြီးတော့မှအီရန်နိုင်ငံကိုဘုံကျဲခဲ့ပြီးတဲ့အချိန်မှာဘာဒီသတင်းထွက်လာလဲဆိုလို့ရှိရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့ကတယောက်တစ်ယောက်ဖုံးဆက်တာအစည်းအဝေးထိုင်တာမဟုတ်ဘဲနဲ့လူသိရှင်ကြားရုပ်သံကနေပြီးတော့စကားပြောတယ်ဒီဟာကလည်းအမေရိကန်တွေရဲ့သူကလျှက်ကွက်လှုပ်ဆောင်တဲ့အရာတွေဖြစ်တယ်ဒါဟာအမေရိကန်တွေကလူသိရှင်ကြားတွေတကိုးလုပ်တယ်လူသိရှင်ကြားတွေပြောပြီးဆိုလို့ရှိရင်သူတို့ရဲ့နောက်ဆက်တွဲကနေပြီးတော့ဘာဆက်လာလဲဆိုတဲ့အရာစိုးရင်ရတယ်ဗျကဲနေတန်ယာဟုကလည်းလူသိရှင်ကြားဒေါ်နယ်ထရန့်ကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောတယ်သူမလုံနိုင်တဲ့အရာကြီးကိုဒေါ်နယ်ထရန့်ကလှုပ်သွားတယ်ပေါ့ဒီဟာကြီးကိုသူအကျေတဝင့်လူသိရှင်ကြားပြောတယ်အဲ့လိုပြောပြီးတဲ့အခါမှာပဲဒေါ်နယ်ထရန့်ကလည်းလူသိရှင်ကြားနေတန်ယာဟုကိုကျေးဇူးတင်ဆိုတဲ့အကြောင်းပြောတယ်အဲ့ဒါကတော့အမေရိကန်စစ်သားတွေကိုအီရန်ကနေပြီးတော့မှတဖြည်းဖြည်းနဲ့တုတ်တင်လာတာပြီးခဲ့တဲ့စစ်ပွဲတွေတုန်းကလည်းအမေရိကန်စစ်သားအယောက်600ကျော်တိတ်ဆုံးခဲ့တဲ့အရာတွေကဒါအီရန်လက်ချက်လို့ပြောတယ်အဲ့လိုပြောပြီးတဲ့အခါမှာဒီစစ်ပွဲကြီးကိုနေတန်ယာဟုကစခဲ့တဲ့အတွက်လည်းကျေးဇူးတင်တယ်လို့ပြောတယ်တယောက်တယောက်ကျေးဇူးတင်စကားတွေချီးမွမ်းခန်းတွေထုတ်ခဲ့တယ်အဲ့လိုထုတ်နေတဲ့အချိန်မှာပဲအီရန်ကအစ္စရေးနိုင်ငံကိုအရင်ကထပ်ပိုများတဲ့ဒုံးကျည်နဲ့ကျဲတယ်ဗျဒုံးကျည်နဲ့ကျဲတဲ့အရာပေါ်မှာအမေရိကန်တွေသုံးသပ်မယ်အစ္စရေးသုံးသပ်ဘာလို့ဆိုလို့ရှိရင်တရက်ကျဲလို့ရှိရင်အမေရိကန်ဒေါ်လာတန်း250လောက်အစ္စရေးကကုန်ကြခံရတယ်ဗျအဲ့ဒီလိုရှစ်ဆက်ပြီးသူတို့ကုန်ကြခံမဟုတ်ဘူးလက်ဦးမှုဆက်လက်ပြီးတော့မှရယူမယ်လို့လည်းထင်တယ်ဗျကဲအဲ့ဒါပြီးတဲ့အခါမှာခါမီနီကနေပြီးတော့မှဒီအနည်းမျိုးစက်ရုံနဲ့ပြီးလို့ရှိရင်သူ့အလဲရောက်လာမယ်လို့လည်းသူသိတယ်ဒါကြောင့်မို့သူကသူ့ရဲ့လက်ထောက်3ယောက်ကိုသူ့နေရာမှာစက်ခံဖို့အတွက်သူကရွေးချယ်ထားတဲ့အပြင်ကိုအမေရိကန်ကိုထပ်ပြီးကလိလိုက်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အမေရိကန်တွေဘုံကျဲခဲ့တဲ့အနည်းမျိုးစက်ရုံတွေကဘာမှမထိခိုက်ဘူးလို့သူကကလိလိုက်တယ်ဗျအဲ့ဒါကလည်းပြောတင်လားမပြောတင်လားတကယ်နဲ့ချင့်ချိန်မယ်ဆိုလို့ရှိရင်ဆက်လက်ပြီးသူတို့နိုင်ငံထိခိုက်မဲ့အရာကိုချင့်ချိန်ပြီးတော့မှသူပြောမှာတော့မဟုတ်ဘူးဒါပေမဲ့သူအဲ့ဒါကလည်းသူကလိလိုက်တဲ့သဘောဖြစ်လောက်တယ်ဗျဘာလို့ဆိုလို့ရှိရင်ဒီကလိလိုက်ခြင်းကလည်းသူ့အတွက်ကောင်းကျိုးဖြစ်လာနိုင်တယ်လို့စိုးကျိုးလည်းဖြစ်လာနိုင်တယ်ဒေါ်နယ်ထရန့်ပြောတဲ့စကားထဲမှာဒီဟာကိုကျဲပြီးတဲ့အခါမှာဒေါ်နယ်ထရန့်ကကြီးကြီးမားမားအောင်ပွဲခံနေတဲ့လူတစ်ယောက်ကိုဆက်လက်ပြီးတော့မှကလေးတငယ်ပုံစံမျိုးပြောလိုက်တယ်လို့ဖြစ်တယ်ဗျဒါကလည်းစိုးရင်စရာပဲအဲ့တော့ဒေါ်နယ်ထရန့်ပြောတဲ့စကားထဲမှာသူကအခုချိန်မှာစာချုပ်ပေါ်ကိုလာခဲ့အောင်စာချုပ်ပေါ်လာလို့ရှိရင်အဆင်ပြေတယ်လို့ပြောနေပေမဲ့လေသူပြောတဲ့စကားထဲမှာစာချုပ်ပေါ်လာမလာထပ်ပြီးတိုက်ခိုက်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဗျဒါကလည်းအမေရိကန်တွေဒေါ်နယ်ထရန့်အထူးသဖြင့်ဒေါ်နယ်ထရန့်ကပြောပြီးရင်လုပ်မယ်လို့တော့ထင်တယ်ဘာလို့သူစတက်လာကြတဲ့ကသူ့ကိုသူစီးပွားရေးသမားလို့ဘာလို့သူစတက်ပြီးတော့မှအရင်တမရတွေလက်ထက်တွေတုန်းကတိုက်ပွဲတွေဆင်နွှဲခဲ့တယ်သူ့အလက်မှာငြိမ်းချမ်းစေရမယ်လို့သူပြောပြီးတော့မှသူတကယ်တိုက်ခဲ့တယ်ဗျဒါကလည်းဒေါ်နယ်ထရန့်ကလုပ်မယ်လို့ကျွန်တော်မြင်တယ်ဒါကျွန်တော်ရဲ့အမြင်ပြောပြတာပါဒီမှာရှိနေသူတွေရဲ့အမြင်ကဘယ်လိုလာမလဲမသိဘူးမနေ့တုန်းကဘာဆက်ဖြစ်သွားလဲကျွန်တော်လည်းမသိဘူးကျွန်တော်လည်းအိပ်ပျော်သွားတဲ့အတွက်ဘာဆက်ဖြစ်လဲမသိဘူးထပ်ပြီးတော့တိုက်ခိုက်နေတယ်လို့အီရန်ကအစ္စရေးတိုက်ခိုက်နေကိုကြားတယ်ကဲဟုတ်ပြီအဲ့ဒါပြီးတဲ့အခုအမေရိကန်ကဘီဒူးလေနဲ့ဘုံကျဲပြီးတဲ့အခါမှာခုလသမဂ္ဂကတော့ထုံးစံရှိတဲ့အတိုင်းပဲစိုးရင်ရတယ်လို့ပြောသွားတယ်ဗြိတိန်ကတော့အမေရိကန်ဘုံကျဲတဲ့အရာကိုထောက်ခံလို့ပြောဒါလှုပ်ထိုက်တဲ့အရာကိုလှုပ်တယ်လို့ပြောတယ်ကဲဟုတ်ပြီအဲ့ဒီထဲမှာမှဆော်ဒီနိုင်ငံကဘာပြောလဲဆိုလို့ရှိရင်အမေရိကန်ဒါဆော်ဒီဆိုတာအမေရိကန်ရဲ့မိတ်ဖက်ဆော်ဒီနိုင်ငံကဘာပြောလဲဆိုရင်အမေရိကန်လှုပ်လိုက်တဲ့အရာကသူများနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်းကိုတိုက်ရိုက်ထိခိုက်သွားတာပဲလို့ပြောခဲ့တယ်ဗျကဲဒါတော့ sorry နိုင်ငံပြောတဲ့အရာပေါ့ကဲဆက်လက်ပြီးတော့မှအမေရိကန်နိုင်ငံဘက်ကစိုးရင်ရမယ့်အရာကအီရန်နိုင်ငံရဲ့ပတ်လည်မှာရှိနေတဲ့အီရတ်ကာတာဘာရိန် UAE နိုင်ငံတွေမှာရှိနေတဲ့အမေရိကန်စစ်စခန်းတွေအတွက်ကတော့စိုးရင်စရာပဲအီရန်ကတိုက်ခိုက်မယ်လို့ထင်တယ်အကေးတိုက်ခိုက်ခဲ့လို့တိခဲ့တယ်လို့ရှိလို့ရှင်ကျွန်တော်ရဲ့ပို့အောက်မှာမှတ်လေးလာရေးပေးပါလို့အမေရိကန်ကအဲ့ဒီစစ်စခန်းတွေကိုနေရာပြောင်းရွှေ့မယ်လို့လည်းကြားတယ်အီရန်ကဒီအဲ့ဒါတွေကိုပြန်ပြီးလက်တော့ပြန်မယ်လို့ကြားတယ်ကဲဟုတ်ပြီကျွန်တော်တိတလောက်ကတော့ဒီလောက်ပဲတရုတ်တို့ရုရှားတို့ကတော့ဘာတွေထပ်ပြီးတော့ပြောလာတယ်တော့မသိဘူးကဲတိရလူများရှိလို့ရှင်မှတ်မှာရေးခဲ့ပါအောင်လို့ကျွန်တော်လေသတင်းသမားမဟုတ်တဲ့အတွက်စုံလင်ခြင်းမစုံလင်မယ်ဆိုတဲ့အတွက်ကျွန်တော် page လေးကို like and follow လုပ်ပေးကြပါအောင်လို့ပြောပြပေးချင်ပါတယ်ဗျာ